ဒီနေ့အိမ်မမုန်းနေကုန်နေရနဲ့ Lotus ကိုသွားပြီးမုန်းနေဝယ်ခဲ့ပါတယ်။ဆက်စားချင်းမှာပဲ QC တွေ့ရနဲ့တခါလေးပူကြီးဝယ်ခဲ့လိုက်ပါတယ်။မနက်စာပါမုန်းနဲ့တွဲစားဖို့ Mayonnaise လည်းယူခဲ့လိုက်တယ်။ခေါက်ဆွဲကြောက်ကခါရန်ဒီယာစားနေကြပါ။အခုကအသေးပြောင်းစားချင်တော့ရာမန်ကြိုက်တာနဲ့ဒီယာယူလိုက်တာ။အရသာတိတ်မဆိုးပေမဲ့မကြိုက်ပါဘူး။ဒီယာလေးကမြေပဲကျဲလို့ခေါ်ရတာ။အဲ့နဲ့အရသာနည်းနည်းစင်တယ်။နောက်ပြီးတော့ဝါလို့လည်းကောင်းတယ်။ဘိုင်ဝါအောင်လို့ chocolate cake ရဲ့ biscuit ရဲ့ဝယ်ခဲ့ပါတယ်။ဒါကြီးကတော့ရသာမရှိဘူး။ကျွန်တော်တော့မကြိုက်ဘူး။အာလူကျော်တွေကသုံးလုံးဝယ်တစ်ထုံးလောက်ဆောင်ပေးနေရတယ်။အရသာတစ်ပြုံးစီယူခဲ့လိုက်ပါတယ်။ app ကနေမှရင်တော့ပုံစံတူမှရရထင်တာပဲ။ဒီဟာလေးတွေလည်းတော်တော်စားလို့ကောင်းတယ်။မတိမတာလေးရောချိုးတယ်။ကျွန်တော်ဆိုတစ်ခါစားရင်အများကြီးထိုင်စား။နှိုးဝေဖာလေးတွေ့ရနဲ့ဝယ်ခဲ့ပါသေးတယ်။တစ်ခါမှသွားရတာမကြိုးဘူးပြင်မဲ့ညပဲကြိုးသွားတော့တစ်ခါသုံးချောင်းပါရဟာပဲဝယ်ခဲ့လိုက်တယ်။နောက်ပြီးပါမုံရောင်းတဲ့ဘက်လည်းခဏပက်ကြည့်ဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့ပါမုံတွေကတိတ်ထားမခံတော့မဝယ်ပေးခဲ့ပါဘူး။မရှင်းမို့လို့တော့လူတွေကကောင်တာထဲမှာတော့အပြည့်ပဲ။ကံကောင်းချင်တော့ခဏပဲစောင့်ခဲ့ရပါတယ်။အားလုံးပေါင်း800ကျော်လောက်တော့ရှင်းခဲ့ရတယ်။အိမ်များတော့လွတ်နေတဲ့စင်ပေါ်မှာငုံနေစီပါတယ်။အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်။ See you later